တငယ်ချင်းတို့ကိုဒီနေ့ကျွန်တော် RAM မြင့်တဲ့နည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ STP channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့သုံးနေတဲ့ဖုန်းထဲမှာတချို့ဖုန်းမှာဆိုရင် setting ကနေ RAM မြင့်ဖို့ပေးပါတယ်တချို့ဖုန်းမှာဆိုရင်လုံးဝမပေးပါဘူးအဲ့ဒီ RAM တိုးလို့မရတဲ့ဖုန်းကိုကျွန်တော်တို့ဘယ်ကနေဘယ်လိုတိုးရမလဲပြီးရင်ကျွန်တော်တို့ RAM တိုးလို့ရတဲ့ဖုန်းကို setting ကနေဘယ်လို RAM တိုးရမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီကနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဖုန်းမှာ RAM 4GB ရှိတယ်ဆိုရင်ကျွန်တော်တို့ RAM 8GB လို့လို့ရပါတယ် RAM 8GB ဆိုရင်ကျွန်တော်တို့ RAM 16GB ထိလို့လို့ရပါတယ် Okay တကယ်ချင်းတို့ဒီနည်းလမ်းကိုကြားနေတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ပြီးမှဖုန်းနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုအသေးစိတ်တင်ဆက်ပေးတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးရင်ဖြင့်အားပေးလို့ရပါတယ် Okay ကျွန်တော်တို့အချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစလိုက်ကြရအောင် Okay ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီနည်းလမ်းကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဖုန်းမှာရှိတဲ့ main setting ကိုဝင်မယ်ပြီးရင်ကျွန်တော်တို့ adding setting ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ memory accretion ကိုနှိပ်မယ်ဒါကတော့ကျွန်တော်တို့ RAM တိုးဖို့ပေးတဲ့ဖုန်းအတွက်ဒါဖြစ်ပါတယ် Okay တကယ်ချင်းတို့ဖုန်းမှာ RAM တိုးဖို့ပေးထားရဆိုရင် memory accretion ကိုနှိပ်လိုက်တာနဲ့ဒီလိုအနေထားလေးပေါ်လာတာကိုတွေ့ရပါမယ် Okay တကယ်ချင်းတို့ဖုန်းမှာဒီလိုအနေထားလေးပေါ်လာရဆိုရင် RAM 2GB တိုးဖို့ပေးထားရဆိုရင် 2GB ကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ RAM 4GB တိုးဖို့ပေးထားရဆိုရင် 4GB ကိုတစ်ချက်လေးနှိပ်ပေးရပါမယ် Okay ဒါကတော့ကျွန်တော်တို့ memory accretion ကိုနှိပ်လိုက်တာနဲ့ RAM တိုးလို့ရတဲ့ဖုန်းအတွက်ဒါဖြစ်ပါတယ်ကျွန်တော်တို့ RAM တိုးလို့မရတဲ့ဖုန်းကိုဘယ်လိုတွေ့ရမလဲဆိုတော့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဒီ application လေးရှိဖို့လိုပါတယ်ဒီ application ကိုဘယ်ကနေဘယ်လို download လုပ်ရမလဲဆိုတော့ကျွန်တော်ဗီဒီယိုနောက်ဆုံးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ description မှာ link ကိုချပေးပါမယ် Okay ကျွန်တော်တို့ application ကို download လုပ်ပြီးရင်တစ်ချက်လေးနှိပ်မယ် Okay နှိပ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာခဏစောင့်ပေးရပါမယ် Okay ပြီးရင်တကယ်ချင်းတို့ဖုန်းမှာဒီလိုအနေထားလေးပေါ်လာတာကိုတွေ့ရပါမယ်တကယ်ချင်းတို့ဖုန်းမှာ RAM 2GB 3GB ပဲရှိတယ်ဆိုရင် memory accretion ကနေလုံးဝတိုးမရဘူးဆိုရင်ဒီ application ကနေ RAM HGB ထိမြင်လို့ရပါတယ် Okay ကျွန်တော်တို့ RAM HGB ကိုတခါတည်းမတိုးဘဲနဲ့ RAM 4GB ကိုမြင်ပြီးမှစမ်းကြည့်ပါမယ်ကျွန်တော်တို့ဒီနေရာမှာ RAM 4GB တိုးထားရဆိုရင်ကျွန်တော်တို့ဖုန်းမှာရှိတဲ့ story က RAM 4GB empty ဖြစ်သွားပါမယ်ဒါမှမဟုတ်ကျွန်တော်တို့ RAM HGB တိုးထားရဆိုရင်ကျွန်တော်တို့ဖုန်းမှာရှိတဲ့ story က RAM HGB empty ဖြစ်သွားပါမယ်ကျွန်တော်တို့ RAM တိုးလို့မရတဲ့ဖုန်းတိုင်းကိုဒီနည်းလမ်းနဲ့ easy နဲ့လုပ်လို့ရပါတယ်ကျွန်တော်တို့ game ဆော့တဲ့အချိန်လဲအဆင်မပြေဘူးဆိုရင်ဒီနေရာမှာ RAM တိုးပြီးမှဆောင်းရမ်းကြမ်းလို့ရပါတယ် Okay ကျွန်တော်တို့ RAM တိုးဖို့အတွက် create swap ကိုတစ်ချက်လေးနှိပ်မယ် Okay ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ yes ကိုတစ်ချက်နှိပ်ပြီးမှ 100% မပြည့်မချင်းစောင်းပေးရပါမယ် Okay ကျွန်တော်တို့ဒီနေရာမှာခဏစောင်းပြီးရင် swap file successfully created ဆိုတဲ့စာသားလေးပေါ်လာရင်ကျွန်တော်တို့ RAM 4GB ကိုအောင်မြင်စွာတိုးပြီးပါပြီကျွန်တော်တို့ဒီ application ကနေတိုးတဲ့ RAM ကကျွန်တော်တို့ဖုန်းမှာရှိတဲ့ memory accretion ကနေတိုးတဲ့ RAM နဲ့လုံးဝအတူတူပဲဖြစ်ပါတယ်Okay ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ RAM H ကိုဘယ်လိုတွေ့ရမလဲဆိုတော့ကျွန်တော်တို့အောက်မှာရှိတဲ့ an energy ကိုတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာဗီဒီယိုတစ်ပုဒ်ဒါမှမဟုတ်ကြောင်ရတစ်ပုဒ်ကိုကြည့်ပေးရပါမယ် Okay ကျွန်တော်တို့ RAM H ကိုဘယ်လိုတွေ့ရမလဲဆိုတော့ကျွန်တော်တို့ RAM 4မှာရှိတဲ့နေရာကနေ RAM H ရှိတဲ့နေရာထိကိုဆွဲပေးရပါမယ်ပြီးရင်ကျွန်တော်တို့ခုနလုပ်တဲ့ပုံစံအတိုင်းအောက်မှာရှိတဲ့ create swap ကိုနှိပ်ပြီးမှ RAM H ကိုတိုးလို့ရပါတယ် Okay ကျွန်တော်တို့ application ကနေ RAM တိုးတဲ့အပိုင်းကတော့လုံးဝပြီးသွားပါပြီကျွန်တော်တို့ဒီ application ကိုဘယ်ကနေဘယ်လို download လုပ်ရမလဲဆိုတော့ Okay ကျွန်တော်တို့ Play Store တက်ကိုတစ်ချက်ဝင်မယ်ပြီးရင်ဒီနေရာမှာ SWAP ဆိုပြီးမှရိုက်ရှာမယ်ပြီးရင်ကျွန်တော်တို့အပေါ်ဆုံးမှာပေါ်တဲ့ application ကို download လုပ်လို့ရပါတယ် Okay ဒါလို့ဆိုရင်မိတ်ဆွေတို့ကျွန်တော်ရဲ့ဒီဗီဒီယိုကိုနားလည်လိမ့်မယ်လို့ထင်ပါတယ် See you next video goodbye